အားလုံးမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုကိုဟိုနေ့ရထုတ်တာဂျာသာပရင်းညဒါလောက်တာပါနော်ဒါပေမဲ့ဒီဗီဒီယိုအမှတ်တရလောက်ထားပါနော်ဒီထဲမှာအခုကျွန်တော်တို့တာမန်ဆိုရင်တော့ဟိုမှာဖြစ်ပေါ်တော့အခုတော့ပြောမစင်ဂျင်းနဲ့ကြတဲ့ရောက်နေအခြေအနေဘာလို့လဲဆိုတော့အခွေမထွက်သေးဘူးဒီအခွေလည်းအရင်ကောင်းတာမထွက်သေးဘူးအရင်လာမှာဒါပေမဲ့တရတဲ့ကျင်တော့လေကျွန်တော်တို့ကလည်းတရားကိုလိုက်နေကြဖြစ်တယ်ဒါပေမဲ့အဲ့မှာဖြစ်သွားဆိုဒီအလဲပေါ်အောင်နှက်ခတ်မှုဖြစ်သွားတယ်ဒီအလဲပေါ်အောင်နှက်ခတ်မှုနော်အလေပေါ်နှက်ခတ်မှုဖြစ်နေတယ်အဲ့ဒါလည်းပိုင်တယ်အဲ့ဒါဒါပေမဲ့သူကဒီနေ့မှစဖြစ်တာဆိုတော့ဒါပေမဲ့ကျွန်တော်တို့ကတော့ဘယ်လိုပဲနေဒီအခွေဒီဟာကိုတာမယ်ဆိုရင်တော့ဒီဟာကိုပဲငွေထည့်တယ်မှာပေါ့ဟုတ်တယ်မလားဒါပေမဲ့ဒါကိုတော့ကီးညီတာပဲထိုးမှာပေါ့နော်ကီးညီတာပဲထိုးမယ်အခွေကိုစော့မယ်ကီးညီတာပဲထိုးမယ်ပြီးနောက်တစ်ခါကီးရဒီတစ်ခေါက်မှာနှစ်ခွန်လေးချိန်အဲ့လိုဖြစ်နေတယ်နှစ်ခွန်လေးကီးမာနေရောပေါ့ပြောမစင်အဲ့ထက်မှာကျွန်တော်တို့၄ခွန်ဒီအခွေထဲမှာပါနေတယ်အဲ့မှာဒီ83ချင်းတစ်ခုရှိနေအဲ့83ချင်းနဲ့2ခွန်ချင်းနဲ့တွဲ2 3နဲ့လေ2 3 2 8ခွန်3ခွန်8ဖြစ်နေအဲ့ဒါဒီထဲမှာပါနေအဲ့ထဲမှာပြုတ်တစ်ခုရှိအဲ့ဟာပျောက်ကနိုင်ပျောက်ပရိတ်ဖြစ်နေတယ်ဗောနော်9 3ညပရိတ်ပျောက်နေတယ်ကီးမကြီးရဲ့ဟာ3 8ပရိတ်ကကီးမကြီးဖြစ်နေအဲ့ထဲမှာပါတဲ့အခြားကရန်ကီးမကြီးဖြစ်နေဒီထဲမှာ2ခွန်နဲ့83နဲ့ဆိုရင်2 3နဲ့ခွန်3ခွန်8ကပျောက်ပရိတ်ဖြစ်နေတယ်ကီးကြီးရတယ်ထိုးရမယ်ဆိုရင်အဲ့ကောင်ပျောက်ပရိတ်ဖြစ်နေဟိုဟာကြံတဲ့ကနေကကြတော့လေကီးမညူဖြစ်နေတယ်အဲ့ဒါအဲ့ကနေပေါ့အဲ့ဟာပေါ့နော်ဒီကျွန်တော်မူပိုင်လေပေါ့နောက်ခဲ့မူအဲ့ဒါပြင်အခွေနဲ့အဲ့မှာဒါပေမဲ့အခွေမှာလည်းကီးညူရဒါပေမဲ့ကျွန်တော်တို့အခွေကိုဆော့မှာတာမယ်ဆိုရင်တော့ကျွန်တော်ဟိုအဝဲဆော့ခိုင်းတယ်ပေါ့နော်ဒါပေမဲ့အခွေကိုဆော့မယ်ပြီးရင်ဒီကီးညူထိုးမယ်နောက်တစ်ခုက493ည break ပေါ့နော်အဲ့ဒါလည်းတည်မှာ1 shift ထွက်ပြီးရင်ပြီးခွန်6တဲ့ထွက်ပြီးရင်493ည break က3ရက်တွင်းဆိုတော့မနေ့ပြန်က1 shift နဲ့ကြည့်မယ်ဆိုရင်တော့မနေ့ပြန်ရက်ပြည့်နေတယ်ပြီးအလဲမှာမဟုတ်ဆိုညနေ4ထိပ်ဆိုရင်လည်း4 break လိုက်တယ်အလဲမှာ3ည4ဆိုရင်အဲ့လိုမျိုးကအလဲပေါင်းချင်း4 break အဲ့လိုဖြစ်နေတယ်ပြီးဇောင်းပေါ့နော်ဇောင်းဆိုတာဥမာဘယ်လိုပြောမလဲဒီမှာဒီလိုမျိုးဇောင်းနှက်ကဖြစ်ရင်ဒီလိုမျိုးမျက်နှာချင်းဆိုင်ပေါင်းတာ6 6 break ဖြစ်နေတယ်4ထိပ်က4 break 1 8ခွန်9အဲ့လိုမျိုးက4 break ကလည်းမျက်နှာပြင်4 3ည break ကလည်းကြာမလားမသိဘူးအဲ့ကျတော့ကျွန်တော်တို့ကအခုဂျင်းနဲ့ကြတယ်တော်တော်ဖြစ်တာမယ်ဆိုကျွန်တော်ကိုကျွန်တော်ထွက်ပြီဆိုရင် easy လွတ်လပ်အကုန်တက်ပြီးလို့ရတယ်အခုကတိုင်ပတ်နေပါတော့ဆိုဒီကီးကဘယ်လိုပဲနေမာသွားပြီနော်နှစ်ခွန်လေးကီးကတော့နှစ်လေးကမာသွားပြီဆိုဟုတ်တယ်အခွေဆော့မယ်အခွေထဲမှာဒါကင်းကြီးတော့တင်ထိုးမယ်ကျန်တာရှော့မယ်ပြီးဆိုရင်ဒီထဲကတော့နည်းကြိတ်ချက်လောက်အောင်ဒီမှာအဲ့ထဲမှာဆိုရင်နှစ်ခွန်လေးကိုကျွန်တော်တို့နှစ်ခွန်လေးကို493ည break နဲ့တွဲထားတယ်ပေါ့နော်493ည break နဲ့တွဲထားတယ်493ည6 break ပါတစ်ခါဒီမှာနည်းနည်းရန်ပေးထားတယ်ပေါ့နော်အဲ့ကောင်တော့ထည့်ချင်ပါတယ်မှာအဲ့ဒီထဲမှာဒီနှစ်ကွက်ကဒီနှစ်ခွန်နှစ်ခွန်ရယ်3ည break 2 8 40 45 46က45နဲ့46ကပုံမှာပါသွားပြီခွန်ထဲမှာဆိုရင်ခွန်ရယ်နှစ်ခွန်ရယ်ခွန်3ရယ်အဲ့ဒါပြောချင်တာဗရိတ်ရယ်အခွေရယ်ဆိုရင်အားလုံးပေါင်းဒီမှာ8ကွက်90 17 12ကွက်ရှိတယ်အဲ့ထဲမှာ2ကွက်ကဟိုထဲမှာသွားတူနေဟိုဟာထဲမှာတူနေပြီးရင်ထားပါတော့2 3 8ခွန်3ခွန်8ဆိုရင်ဒီကြားတော့ကျွန်တော်လည်းပြန်စော့အောင်ပါဗောနော်2ကွက်များသွားပြီတခုပဲကျွန်တော်လိုက်ဆန်ဒါပေမဲ့ကီးကလည်းအရင်မာနေဆိုတော့ကီးကိုလည်းလိရှိလို့မရဘူးဒီကီးကတောက်ချောက်ပေးလာတာဒီကီးအခုတော့ဒီနေ့ကတော့ဒီနှစ်ခွန်လေးနှစ်ခုလုံးတူနေတာကွာနှစ်ခုလုံးကို3ခုလုံးတူနေတာတောက်ချောက်ဒီ4 site ကပေးလာတာအဲ့ဒါမနှက်ပြန်တူနေတာ3ခုလုံးဆိုတော့ဒီကီးကိုကျွန်တော်တို့လိရှိခဲ့လို့နေတိုက်တွေလည်းမပေါက်ခဲ့ဘူးမနှက်ပြန်တော့အဲ့နှစ်ခွန်လေးနဲ့အဲ့ဒါဒီထဲဝင်မယ်ထင်တာပဲเนาะဒီမှာ break ဖြစ်အခွေဖြစ်ဝင်လိမ့်မယ်လေလားเนาะတကယ်လို့ခွန်ဖြစ်ဦးဆိုတော့မှဒီကီးနဲ့အကုန်လုံးမှာတော့ညိနေဒီမှာ4ကွက်ညိရပါတော့ဒီဟို10ကွက်မှာတော့ဟိုအခွေ break မှာဆိုတော့ဒီမှာ break ကတော့ဒါပေါ့ break ထဲမှာတော့အခွေလဲကောင်းတယ်ဆိုတော့ကျွန်တော်ဂျင်းနဲ့ကြက်တယ်အဲ့လိုဖြစ်နေတာဒီလားကျွန်တော်ဒါကိုပဲပေးမယ်ပေါ့နော်အခွေကတော့စော့ရမယ်ပြီးပြီဆိုရင်ဒီနှစ်ခွန်လေးကိုကျွန်တော်တို့ဟာ493ည break လုပ်ထားတယ်ပေါ့နော်493ည break လုပ်ထားတယ်ပြီးဆိုရင်ဒီ10ကွက်ထဲကကီးညိရာကိုပဲဆိုရင်ဒီ2 3 8ခွန်3ခွန်8ပဲနော်ဒါအကုန်ပါပြီးသားဘယ်နှကွက်ရှိလဲတော့မသိဘူးမနေ့ကမှကြည့်ပြီးတော့လုပ်ပေးမယ်ဒီဗီဒီယိုတွေလို့ဟောဖြစ်ရင်စနေနေ့ဝင်ကြရင်ဒါပြန်ပြမယ်ပေါ့နော်ဒါကြာသာပရိညမှာဂျင်းနဲ့ကျဲတဲ့ရောက်နေတဲ့အချိန်ဒီမှာဗီ
ဗီဒီယိုလောက်လိုက်တာပေါ့နော်